သူမျက်လုံးတူတောင်မယုံနိုင်လောက်အောင်ဖြစ်သွားခဲ့ရတယ်ဒီဝတ်စုံရဲ့စွမ်းအားကတော့တကယ်ကိုယူလောက်เสียပါပဲလူတိုင်းကအန်တာမင်တက်ပြီးစက်ကြည့်နေကြစင်မှာပဲအဲ့ဒီဝတ်စုံကဂျီမီကိုအိမ်ရောက်တန်းပြန်တန်းခေါ်ဆောင်သွားခဲ့တယ်ဒါကအခြေခံအဆင့်စွမ်းဆောင်ရည်တွေပဲရှိပါသေးတယ်တကယ်စွမ်းရည်စစ်အမှန်တွေကနောက်မှထွက်ပေါ်လာမှာဖြစ်ပါတယ်သူ့မိကရဲစခန်းကိုဖုံးလန်းဆက်တော့မဲ့အချိန်မှာပဲနေမင်းကြီးကကောင်းကင်ရံကနေဝန်ခနဲ့ပြုတ်ကျလာခဲ့တယ်လို့ဖြစ်သွားရတယ်ဝတ်စုံကပြန်လဲသိမ်းဆည်းသွားတဲ့အခါမှာတော့ဂျီမီတယောက်ကိုလုံးတီးဖြစ်ကြံခဲ့ရတယ်ဘာလို့လဲဆိုတော့အသွင်ပြောင်းလဲနေစဉ်အတွင်းမှာသူ့ရဲ့အဝတ်စားတွေကပြာကျပျက်စီးသွားခဲ့လို့ပါပဲအဲ့ဒီနောက်မှာတော့ဂျီမီကတတိလက်မမျောသွားခဲ့ရတယ်သူပြန်နိုးလာတဲ့အချိန်မှာတော့အပြာရောင်ဘိုးကောင်ကြီးနဲ့တသားတည်းပေါင်းဆက်သွားခဲ့ပြီဆိုတာကိုသိလိုက်ရတယ်ဒါကတော့ DC ရဲ့စူပါဟီးရိုးတစ်ဖြစ်တဲ့ Blue Bee ရဲ့ပဲဖြစ်ပါတယ်ဂျီမီကတော့အိတ်ကက်ထဲမှာပိုက်ဆံတပြားမှမရှိပဲအိမ်မက်ကြီးကြီးမားမားတွေပဲရှိတဲ့ကောလိပ်ပွဲရစင်းရဲသားကောင်လေးတစ်ယောက်ပါသူက Core Industry Company မှာအလုပ်တစ်ခုရခဲ့ပြီးအဲ့ဒီမှာဂျင်းနီနဲ့စတင်ဆောင်တွေ့ခဲ့ရပါတယ်ဂျင်းနီရဲ့အဖေကအဲ့ဒီကုမ္ပဏီကိုဦးစီးလုပ်ကိုင်ခဲ့တာဖြစ်ပြီးသူစမ်းကြုံစွာပျောက်ဆုံးသွားပြီးတဲ့နောက်မှာတော့သူ့ရဲ့ရီးဖြစ်သူဗစ်တိုးရီးယားကကုမ္ပဏီကိုလွှဲပြောင်းရယူခဲ့ပါတယ်ဗစ်တိုးရီးယားကအနာတိကတိုင်းမှာထာဝရကြောက်တုံးကိုရှာဖွေတွေ့ရှိခဲ့ပြီးကျုပ်ပြင်ဘက်ကလာတဲ့ပိုးကောင်ကြောင့်မြရတနာကိုပါရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီနည်းပညာကိုအသုံးပြုပြီးသူမကလူသားတွေကိုစူပါစစ်သားတွေအဖြစ်ပြောင်းလဲပစ်ဖို့အတွက်ကပ္ပါလက်နက်ဝတ်စုံတစ်ခုကိုဖန်တီးခဲ့ပါတယ်ဂျင်းနီကတော့သူ့ဖေရဲ့ကုမ္ပဏီကိုလက်နက်မောင်ခိုလုပ်ငန်းကြီးတစ်ခုမဖြစ်စေချင်တာကြောင့်အဲ့ဒီပိုးကောင်ကြောင့်မြတ်ကိုခိုးယူခဲ့ပါတယ်ဒါပေမဲ့သူမထွက်ပြေးဖို့မလုပ်နိုင်ခင်မှာပဲကုမ္ပဏီစောက်အောင်တစ်ခုလုံးမှာအရေးပေါ်တတိပေးတံတွေစူညံစွာမြည်ဟဲသွားခဲ့ပါတယ်ဂျီမီကအလုပ်အင်တာဗျူးအတွက်အဲ့ဒီနေရာကိုတိုက်ဆိုင်ရောက်နေခဲ့တာဖြစ်ပြီးဂျင်းနီကသူ့ကိုမှတ်မိသွားခဲ့ပါတယ်ဘာယာနာတချွေးပြန်နေတဲ့အခြေအနေမှာပဲသူမကအဲ့ဒီပိုးကောင်ကြောင့်မြတ်ကိုဂျီမီလက်ထဲအတင်းထည့်ပေးလိုက်ပြီးခဏလောက်တင်းထားပေးဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူမကဘာမှမဖြစ်တယ်လို့ပုံစံဖမ်းပြီးသူ့ခိုးကိုလိုက်ရှာဖို့အတွက်လုံခြုံရေးတွေကိုတခြားဘက်ကိုလမ်းလွှဲခေါ်သွားခဲ့ပါတယ်ဒါကတော့ဂျီမီတယောက်ပိုးကောင်ကြီးနဲ့ခနာကိုချင်းပေါင်းဆက်သွားရတဲ့ဇက်ကြောင်းစီကိုပြန်လဲခေါ်ဆောင်သွားတာပဲဖြစ်ပါတယ်။ပတ်ဆိုတာကတော့ဗစ်တိုးရီးယားရဲ့အတော်ဆုံးထိပ်သီးစစ်သားတယောက်ဖြစ်ပါတယ်။ဒီပစ္စည်းအခိုးခံရတာကစီးပွားရေးအတွက်အလွန်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်တာကြောင့်ချက်ချင်းပြန်ရဖို့အတွက်ပတ်စ်ကအဲ့ဒီဝတ်စုံကိုကိုယ်တိုင်ဝတ်ဆင်ပြီးတန်ချက်ကရဲ့စွမ်းအားကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျီမီကဂျင်းနီကိုလိုက်ရှာပြီးဖြစ်ပျက်ခဲ့သမျှအကြောင်းအရာအလုံးကိုပြောပြလိုက်ပါတယ်။ဂျင်းနီကတော့အလွန်အံ့သွားခဲ့ရတယ်ဘာလို့လဲဆိုတော့အဖေဖြစ်သူကသူမကိုပြောဘူးတာကရွေးချယ်ခံရတဲ့အရှင်သခင်မဟုတ်ရင်တာမန်လူတွေကဒီပိုးကောင်ကိုနိုးထက်စေလို့မရဘူးလို့ဆိုထားခဲ့လို့ပါပဲ။အဲ့ဒီပိုးကောင်ကြောင့်မြတ်မှာကိုပိုင်စိတ်ဝိညာဉ်ရှိနေတာကြောင့်လဲဂျီမီကိုအရှင်သခင်ဖြစ်ရွေးချယ်ပြီးနိုးထလာခဲ့တာဖြစ်ပါတယ်။ဒါကိုခနာကိုရဲကနေပြန်ထုတ်ဖို့အတွက်ဆိုရင်ပိုးကောင်ကြီးရဲ့အချက်လက်တွေအားလုံးကိုတင်စီထားတဲ့သူမအဖေရဲ့ရှို့ဝက်တခွဲခန်းကိုတွားဖို့လိုအပ်ပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်က Core Industry Company တဲကိုတိတ်တဆိတ်ခိုးဝင်ခဲ့ကြပြီး